Oke, halo men yang lawa, channel kini siaji usaha ni thare, shui tong te datana sau ko phat ya ma phit pare. အဲ့ဒီစာအုပ်ကိုဖတ်တဲ့အခါမှာကျွန်တော်စာအုပ်ဖတ်တဲ့အပြင်အဲ့ဒီစာအုပ်ထဲကနေပြီးတော့ကျွန်တော်ကြိုက်တဲ့အချက်တွေအတွေ့အမြင်တွေပို့တူတာတွေပြပြတူပေးတော့မှဆရာကြီးဦးစန်းလွင်ရဲ့ရွှေတောင်တက်တသနာစာအုပ်မှာရေးသားထားတဲ့အမှားစာကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်။ဤစာသည်တသနာစာမျိုးဖြစ်သည်တသနာစာဆိုဒီမှာဖယင်းတွေးရသောစာမျိုးလည်းဖြစ်တွေးရင်ဖတ်ရသောစာမျိုးလည်းဖြစ်၏အတွေးဆိုရဝဲစိတ်ကူးရောက်ရာတောင်းစင်ရမရကွန်ပျူတာကဗျာအတွေးမျိုးကိုမဆိုလိုသိပ္ပံပညာရှင်တို့သည်လောကတဘာဝကိုဟုတ်တိုင်းမှန်စွာသိမြင်နိုင်ရန်ရှာဖွေစူးစမ်းတကဲ့သို့လောက၏အဖြစ်အပျက်အမှန်ကိုအမှန်အတိုင်းဉာဏ်ဖြင့်သိမြင်အောင်ထိုးထွင်း၍ကြံစီခြင်းကိုဆိုလိုပါသည်ဤတွင်လူသားအဖို့ဘဝတိုးတက်ရေးနှင့်ဆိုင်သောအတွေးမြင်များကိုတင်ပြထားသည်ထိုအတွေးမြင်များကိုပင်ရွှေတောင်တက်တသနာဟုခေါ်ခြင်းဖြစ်သည်စာဖတ်သူသည်ရွှေတောင်တက်သမားအဖြစ်ဖြင့်ဤစာကိုဖတ်တဲ့သည်တောင်တက်သမားသည်တောင်တက်ခရီးကိုတွားသောအခါတက်မြင့်တောင်တရောင်ကိုဥစွာရွေးချယ်ရသည်ထိုတောင်၏အမြင့်သည်မိမိခွန်အားနှင့်မျှမမျှတောင်ထိပ်သို့ရောက်နိုင်မရောက်နိုင်ချင်းတွေ့ရသည်လိုအပ်မည့်အကူပစ္စည်းများကိုရှာရသည်အဖို့အကူအဖြစ်လိုက်ပါမည့်သူများကိုရှာဖွေရွေးချယ်ရသည်အလုံးစုံပြည့်စုံပြီဆိုလျင်တောင်ကိုတက်တဲ့သည်အချိန်ကိုရွေးချယ်ရအောင်မည်တောင်တက်သမားတိုင်းအဖို့ကြိုတင်ပြင်ဆင်ခြင်းသည်မုတ်ချလိုအပ်သည်တောင်တက်ခြင်းဆိုသည်ကအမြင့်သို့သွားခြင်းလည်းဖြစ်၏ထိတ်ဆုံးသို့ရောက်ရန်အားထုတ်ခြင်းလည်းဖြစ်၏ခက်ခဲ၏ပင်ပန်း၏အလွန်အန္တရာယ်များ၏အပြေးလွှားလို့ရည်လည်းမရအလင်းမြန်လို့ရည်လည်းမရအောက်ခြေကစ၍တက်ရ၏အမြင့်သို့ရောက်လေစိုးရင်ရလေဖြစ်၏ထိတ်ဆုံးသို့မရောက်မချင်းစိတ်မချရထိတ်ဆုံးသို့ရောက်လျင်ကအခိုက်အတန့်တက်တာရ၏သို့သောတောင်ထိပ်ပေါ်တွင်ပို၍လေတိုက်၏လေတံမိုးတံအေးတံကိုပို၍ခံရ၏အစကမိမိတက်ခဲ့သောတောင်ကိုအမြင့်ဆုံးထင်ခဲ့၏တောင်ထိပ်သို့ရောက်သောအခါရှေ့မှဒီထက်မြင်သောတောင်တွေတတိတတန်းထီထီမာမာတည်နေကြသည်ကိုမြင်ရပြန်၏ထိုအခါမှမိမိသည်အမြင့်ဆုံးသို့ရောက်နေသူမဟုတ်သေးကြောင်းကိုသိမြင်ပြန်၏ထိုအခါမယောင်ရဲခြင်းသည်ဖြစ်ပြန်၏ပို၍မြင်သောတောင်ကိုတက်လိုသောဆန္ဒသည်ဖြစ်ပြန်၏တို့ဖြင့်အကျဉ်လူသား၏ဘဝရွှေတောင်တက်ခရီးသည်တဆင့်ပြီးတဆင့်သွားလီတော့၏ရွှေတောင်တက်ဒသနာသည်လည်းထို့အတူပင်ဖြစ်၏ဖတ်ပုံကိုစာဖတ်သူသည်ဖတ်ရင်တွေးသွားလျင်တွေးရင်ဖတ်သွားလျင်သိမြင်လာမည်ဖြစ်၏ဘဝရွှေတောင်တက်ခရီးတွင်အစဉ်များစွာရှိ၏အမြင်များစွာရှိ၏ဘယ်အဆင့်ဘယ်အမြင့်သို့ရောက်အောင်တက်မည်ဆိုသည်ကမိမိဘာသာဆုံးဖြတ်ရမည်ဖြစ်၏အကျဉ်ခရီးသည်မရောက်ဘူးသောခရီးဖြစ်သည်ဖြစ်အံ့ထိုခရီးသို့တွားမည်သူအဖို့ခရီးလမ်းညွန်ရှိအပ်၏လမ်းတည်သောပုဂ္ဂိုလ်ကိုလမ်းပြအဖြစ်ထားသင့်၏လမ်းသွားရ၌လမ်းမခြင်းအဖြစ်သည်ဆို၏အချိန်ကုန်ပြီးခရီးမရောက်ဖြစ်ရ၏မတော်လျင်ခြေချော်၍ကြောက်တွင်းသို့ပင်ကြတတ်၏လမ်းပြပုဂ္ဂိုလ်ပါတော်ကလမ်းမသို့မရောက်နိုင်သဖြင့်အကျိုးရှိ၏တို့ရာတွင်တောင်သို့တက်ရ၌တလန်းနှင့်ရှိသည်မဟုတ်လမ်းကများစွာပင်ရှိနိုင်၏တောင်တက်သမားသည်အလွယ်ဆုံးလမ်းအနီးဆုံးလမ်းအန္တရာယ်နည်းသောလမ်းတက်တာသောလမ်းအချိန်အခါအလျောက်ခရီးရောက်မည့်လမ်းကောင်းလမ်းမှန်ကိုရွေးချယ်အပ်သည်တာလျင်သည်ရွှေတောင်တက်ဒသနာကလမ်းမနှင့်လမ်းမှန်ရှိရာတွင်တောင်တက်သမားဥဒ္ဓမပုရိသယောက်ျားတို့နှလုံးထားအပ်သောလမ်းမှန်ကိုရွေးချယ်ပုံရွေးချယ်နည်းများကိုတင်ပြသောလမ်းမှန်ရွေးနည်းလက်ဆွဲကြမ်းဖြစ်သည်ဟုဆိုတော်ကရ၏အကျင့်ပညာရှိတို့သည်ဒီထက်ကောင်းစွာနည်းလမ်းအဖြာဖြာကိုစေတနာဖြင့်အကြံပြုမည်ဆိုပါလျင်လည်းအကျွန်ုပ်ကဝမ်းမြောက်ဝမ်းသာလက်ခံပါမည်အကျင့်ပညာမရှိသောသူတို့သည်ဤရွှေတောင်တက်ဒသနာကိုဖတ်ပူးကြားပူးရသည်ဖြစ်၍ပညာဉာဏ်အတွေးမြင်များရသည်ဆိုလျင်လည်းအကျွန်ုပ်အဖို့ဝမ်းသာပီတိဖြစ်ရပါမည်ဤစာဖြစ်မြောက်၏အတွက်ကိုညီထောက်ပံ့အားပေးသူအားလုံးကိုအထူးကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါသည်အားလုံးပဲမင်္ဂလာပါကျွန်တော်ဆရာကြီးဦးစန်းလွင်ရဲ့ရွှေတောင်တက်ဒသနာစာအုပ်ကိုဖတ်တဲ့အခါမှာဆရာကြီးရဲ့စာအုပ်ပထမအမှားစာကိုကျွန်တော်ဖတ်ပြပေးပါပြီအဲ့ဒီအမှားစာထဲမှာဒီအမှားစာမျိုးကိုကျွန်တော်တို့ကတခြား
နားလေသဘောပေါက်မှဖြစ်မယ်ဒီစာကိုမဖတ်ခင်ဆရာကြီးရဲ့အမှားစာကိုကျွန်တော်တို့ကအရင်ဆုံးသဘောပေါက်နားလေအောင်ဖတ်ထားဖို့လိုပါတယ်ဆရာကြီးပြောထားတဲ့အမှားစာထဲမှာဒီရွှေတောင်တက်တသနာဆိုတဲ့စာအုပ်ကတသနာစာလို့ပြောပါတယ်တသနာစာဆိုတာကျွန်တော်တို့ဖတ်ရင်တွေးရမယ်တွေးရင်ဖတ်ရမယ်စာမျိုးဖြစ်တယ်အဲ့တော့တောင်စင်ရင်မြတ်ကွန်ပျူတာကြပြအတွင်းမျိုးပြောတာမဟုတ်ဘူးကျွန်တော်တို့တွေးတယ်ဆိုတာကအဲ့တော့တိပတ်ပညာရှင်တွေကလည်းပဲအမှန်တိုင်းသိဖို့အတွက်ရှာဖွေစူးစမ်းတယ်လို့ပဲဒီလောကကြီးအဖြစ်အပျက်ကိုကျွန်တော်တို့အမှန်တိုင်းသိမြင်ဖို့အတွက်ဉာဏ်နဲ့သိမြင်အောင်ထိုးထွင်းပြီးကြံစည်ရမှာဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဘဝအတွင်းမြင်တွေကိုဒီ CIG ကသူ့ရဲ့စာအုပ်ထဲမှာတိုးတက်ဖို့အတွက်အတွင်းမြင်တွေကိုတင်ပြထားတယ်ပေါ့ဒါကြောင့် CIG ကသူ့ရဲ့စာအုပ်ကိုရွှေတောင်တက်သနာလို့နာမည်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကိုကျွန်တော်တို့ဖတ်မယ်ဆိုရင်တောင်တက်သမားရွှေတောင်ကြီးကိုတက်နေတဲ့တောင်တက်သမားအဖြစ်ဒီစာကိုကျွန်တော်တို့ဖတ်ရမယ်ဆိုပြီးဆရာကြီးကမှာထားတာဖြစ်ပါတယ်။ပြီးကျွန်တော်တို့ကတောင်တက်တော့မယ်ဆိုရင်တောင်တက်ခရီးသွားတဲ့အခါမှာတောင်တထောင်ဦးဆုံးရွေးချယ်တာဖြစ်ပါပထမဦးဆုံးကျွန်တော်တို့တက်မဲ့တောင်ရွေးရမယ်လို့ဆိုလိုတာပါ။တောင်တက်သမားတယောက်ကတောင်တက်တဲ့အခါမှာတောင်တထောင်ကိုဦးဆုံးရွေးချယ်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တက်မဲ့တောင်ကကိုယ့်ရဲ့ခွန်အားနဲ့မျှလားမမျှလားရောက်နိုင်လားမရောက်နိုင်လားဆိုတာအရင်ဆုံးစဉ်းစားမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေရှာရမယ်အဖော်ရှာရမယ်အားလုံးပြည့်စုံပြီဆိုရင်ကျွန်တော်တို့ဒီတောင်ကိုတက်မဲ့အချိန်ကိုလည်းပဲရွေးရအောင်မှာဖြစ်ပါတယ်အဲ့တော့တောင်တက်သမားတို့အတွက်ကြိုတင်ပြင်ဆင်ခြင်းဆိုတာမဟုတ်ချလိုအပ်ပါတယ်အဲ့တော့ဒီဟာကိုကျွန်တော်ပြန်ချုပ်ရမယ်ဆိုရင်တောင်တက်သမားရဲ့ကျွန်တော်တို့တောင်တက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးတက်မဲ့တောင်ကိုရွေးရမယ်အဲ့ဒီကိုတက်မဲ့တောင်ရဲ့အမြင့်ကကိုယ့်ရဲ့ခွန်အားနဲ့မျှမမျှတောင်ထိပ်ကိုရောက်နိုင်မရောက်နိုင်ချင်းတွက်ရမယ်စဉ်းစားရမယ်ပေါ့ဗျာပြီးရင်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းကျွန်တော်တို့ရှာရမယ်အဖော်ရှာရမယ်အားလုံးပြည့်စုံပြီဆိုရင်တော့ကျွန်တော်တို့တက်မဲ့အချိန်ကိုကျွန်တော်တို့ရွေးရအောင်မှာဖြစ်ပါတယ်အားလုံးစုစုပေါင်း5ချက်လိုပါတယ်အဲ့တော့ကျွန်တော်တို့ကတောင်တက်တယ်ဆိုတာကဘာလို့ပြောချင်တာလဲဆိုတော့အမြင့်ကိုတွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ထိတ်ဆုံးကိုတက်ဖို့အတွက်ကျွန်တော်တို့အားထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ထိတ်ဆုံးကိုတက်ပြီဆိုရင်အားထုတ်ပြီဆိုရင်ကျွန်တော်တို့ခက်ခဲမယ်ပင်ပန်းမယ်အလုံးအန်တရများမယ်အပြေးလွှားလုပ်လို့လည်းမရဘူးအလင်းမြန်လုပ်လို့လည်းမရဘူးအဲ့တော့ကျွန်တော်တို့အောက်ခြေကနေစပြီးတော့လုပ်ရမှာဖြစ်တယ်အမြင့်ကိုရောက်ရင်ပိုပြီးစိုးရိမ်ရမှာဖြစ်တယ်ထိတ်ဆုံးကိုမရောက်ရင်မရောက်မချင်းကျွန်တော်စိတ်မချအောင်ပေါ့နော်ထိတ်ဆုံးကိုရောက်ရင်လည်းအခိုက်တန့်တက်တာရပါတယ်ဆိုအခိုက်တန့်ဆိုခဏတော့တက်တာရတယ်လို့ပြောတာပါအဲ့တော့တောင်ထိပ်ပေါ်ကိုရောက်တဲ့အခါမှာပို့ပြီးတော့လေတိုက်မယ်လေတံမိုးတံအေးတံပို့ပြီးခံရမယ်အစကမိမိတက်ခဲ့တဲ့တောင်ကိုကျွန်တော်တို့ပထမဆုံးရွေးခဲ့ငါဒီတောင်ကိုတက်မယ်ဆိုရွေးခဲ့တဲ့တောင်ကကျွန်တော်တို့အမြင့်ဆုံးလို့ထင်ခဲ့တာဒါပေမဲ့အောင်ထိပ်ကိုရောက်တဲ့အခါမှာကျွန်တော်တို့မြင့်နေဆိုတဲ့ထင်တဲ့တောင်ထက်ပို့ပြီးမြင့်တဲ့တောင်တွေတတိတန်းကြီးမားမားအများကြီးရှိနေတာကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့ဒီခါမှာကိုယ်ပြန်ပြီးစဉ်းစားမိမှာအော်ငါအမြင့်ဆုံးနေရာကိုရောက်နေရသူမဟုတ်ပါလားဆိုပြီးပြန်ပြီးသိမြင်လာတာဖြစ်ပါတယ်ဒါဆိုရင်ဟောငါဒီတဲ့မြင့်တဲ့တောင်ထက်တဲ့ဥမိုင်းဆိုပြီးတော့မယောင်ရဲတဲ့စိတ်တက်ပြပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့မြင့်တဲ့တောင်ကိုထပ်ပြီးတက်ချင်တဲ့ဆန္ဒတွေတခါဖြစ်လာပြန်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကလူသားတွေဘဝမှာရွှေတောင်တက်ခရီးရတဆင့်ပြီးတဆင့်တွားနေတဲ့ပုံသဏ္ဍာန်မျိုးဖြစ်နေရပါတယ်အဲ့တော့ရွှေတောင်တက်တသနာဆိုတာလဲကျွန်တော်တို့ဒီလိုပဲဖြစ်ပါတယ်အဲ့တော့စာဖတ်တဲ့သူကကျွန်တော်တို့စာဖတ်တဲ့သူတွေကအခုကျွန်တော်ရဲ့ဗီဒီယိုကိုနားထောင်တဲ့သူတွေကကျွန်တော်ပြောတာကိုတွေးသွားပါတွေးနေကျွန်တော်ပြောတာကိုနားထောင်သွားပါဒါဆိုလို့ရှိရင်သိမြင်လာမှာဖြစ်ပါတယ်အဲ့တော့ဘယ်အဆင့်ကိုရောက်မလဲဘယ်အဆင့်ထိရောက်အောင်တက်မလဲဆိုတာကိုမိမိဘာသာမိမိဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမရောက်ဘူးတဲ့ခရီးပဲဖြစ်ဖြစ်အဲ့ဒီခရီးကိုတွားပြီဆိုလို့ရှိရင်မရောက်ဘူးတဲ့ခရီးတစ်ခုကျွန်တော်တို့ကတွားမယ်အဲ့ဒီခရီးကိုတွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လဲဆိုခရီးလမ်းညွှန်တော့တယ်အဲ့တော့လမ်းတည်တဲ့ပုံကိုလမ်းပြလို့တယ်ပြီးလမ်းသွားတဲ့အခါမှာလမ်းမချင်းအဖြစ်ဆိုရက်တော်တော်ဆိုးပါတယ်အဲ့တော့ကျွန်တော်အချင်းကုန်တယ်ခရီးမရောက်ဘူးအဲ့တော့မတော်လို့ချီချော်ပြီးကြာရင်ကြောက်သေးကိုကြာတတ်တယ်ပေါ့ဗျာအဲ့တော့လမ်းပြပုံကိုပါရင်ကျွန်တော်တို့ကလမ်းမအောင်မရောက်တော့ဘူးအကျိုးရှိသွားပြီတောင်ပေါ်တက်ပြီဆိုရင်တလန်းနဲ့ရှိတာမဟုတ်တော့ဘူးလမ်းများစွာရှိပါတယ်အဲ့တော့ကျွန်တော်တို့တောင်တက်သမားတွေကအလွယ်ဆုံးလမ်းအနီးဆုံးလမ်းအန်ဒီရဲ့နေတဲ့လမ်းတက်တာတဲ့လမ်းအချိန်ကအလျောက်ခရီးရောက်မဲ့လမ်းကောင်းကိုလမ်းမှန်ကိုကျွန်တော်တို့ကရွေးချယ်ဖို့အတွက်ပို့ပြီးတော့တင်ရပါတယ်ပေါ့နော်ဒါကြောင့်ရွှေတောင်တက်တသနာဆိုတာကလမ်းမနဲ့လမ်းမှန်ရှိတဲ့အခါမှာ
ကျွန်တော်တို့တောင်တက်သမားတွေဖြစ်တဲ့ယောက်ျားတို့နှလုံးထားအပ်တဲ့လမ်းမှန်ကိုရွေးချယ်နည်းတွေကိုတင်ပြထားတဲ့လမ်းမှန်ယူနီလက်ဆွဲခြင်းလို့ပြောရင်လည်းရပါတယ်ဆရာကြီးကဒီလိုပြောထားပါတယ်လမ်းမှန်ကိုကျွန်တော်ဘယ်လိုရွေးမလဲဆိုတဲ့လမ်းမှန်ကိုရွေးစေတဲ့ရွှေတောင်တဲ့တဒနာစာအုပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထက်ပိုပြီးတော့ကောင်းတဲ့နီလန်းနေအဖျားပြားကိုဆရာကြီးကသူ့အကြံပြုမယ်ဆိုရင်လည်းသူကမြောင်ဝမ်းတာလက်ခံပါမယ်လို့ပြောထားပါတယ်ပေါ့နော်ဒီစာအုပ်မှာကဲဟုတ်ပြီကျွန်တော်တို့ဒီစာအုပ်ကိုဖတ်ရင်လမ်းမှန်တွေကိုရပြီးတော့အသိပညာအတွေးမြင်တွေကိုရပြီးတော့ပို့ပြီးတော့ဒီတဲ့ကနေဖတ်ရင်တွေးရင်ဖတ်သွားပြီးတော့အသိပညာဘုဒ္ဓတာတွေအတွေးမြင်တွေအများကြီးရတော့မယ်ဆိုရင်ဆရာကြီးကသူ့အတွက်ဝမ်းသာပီတိဖြစ်ရပါပဲဆိုပြီးတော့အမှားစာရေးထားတာဖြစ်ပါတယ်ခေကျေးဇူးတင်ပါတယ်ဗျာတနေ့တနက်ကျွန်ုပ်တန်သူတက္ကသိုလ်မှတပည့်တယောက်ရောက်လာလေ၏ကျွန်ုပ်လည်းဖရားသူသွားမည်အခါနှင့်ဆုံလေ၏တပည့်ကဆရာဘယ်သွားမလို့လဲဟုမေးလေ၏ကျွန်ုပ်ကဖရားသွားမည်အကြောင်းကိုပြောတော့အခါသူကဖရားကိုဘာသွားလို့မှလဲဟုမေးပြန်လေ၏ဖရားကိုသွားတယ်ဆိုတာတရားအလုပ်လုပ်ဖို့သူတော်ကောင်းအလုပ်လုပ်ဖို့ပေါ့ဟုကျွန်ုပ်ကဖြေတည်တွင်ထိုတပည့်သည်ကျွန်ုပ်၏အကြောင်းစုံကိုတိတူဖြစ်သည့်အလျောက်ဆိုပြန်၏ဘယ်လိုလဲဆရာကဗုဒ္ဓဘာသာကိုယုံကြည်လက်ခံနိုင်ပြီမို့လားထိုအခါကျွန်ုပ်ကဟုတ်တယ်ငါဟာအခုဗုဒ္ဓဘာသာတရားတော်တွေကိုယုံကြည်လက်ခံယုံတာမကယရဏသုံးပါးကိုကိုးကွယ်စည်းကပ်သူဥပါဒကလည်းဖြစ်နေပြီဟုရဲရဲဝံ့ဝံ့ပြက်ပြက်တတပင်ဖြေလိုက်လေ၏ဤတွင်ထိုတပည့်ကဆရာဘာတွေများယုံကြည်စရာတွေတွေ့လို့လဲကျွန်တော်တို့ကိုလည်းပြောပါအောင်ဟုဆို၍ရွှေတကုံဖျားသူလိုက်လာလေ၏အေးဘာတွေကိုယုံကြည်စရာတွေ့တယ်လဲဆိုတာကတော့မင်းကိုတထိုင်နဲ့ပြောလို့ပြီးမှာမဟုတ်ဘူးဒါပေမဲ့ယုံကြည်စရာလိုက်နာကြင်ကြံစရာကောင်းလာတဲ့အချက်တစ်ချက်တည်းကိုမင်းတထိုင်နဲ့ဘဝင်ကြလောက်အောင်ငါလက်တွေပြလိုက်ပါမယ်ဟုပြောပြီးသူ့ကိုရွှေတကုံရင်ပြင်ပေါ်သို့ခေါ်သွားခဲ့လေ၏ရင်ပြင်တော်၏တနင်္ဂနွေတောင်းသို့ရောက်သောအခါထိုတပည့်အားမင်းဒီနေရာကဆောက်ငါတရားထိုင်တာ45မိနစ်ကြာမယ်ဒီအတော်တွင်းမှာမင်းကမျက်စိတွေနားတွေဖွင့်ပြီးလေ့လာနေဖျားပေါ်မှာမင်းမြင်ရတွေ့ရကြားရသမျှကိုပေါ့ဟုဆို၍ထားခဲ့လေ၏ထိုတပည့်လည်းထိုနေရာကထိုင်၍စောင့်လေ၏သူထံသို့ရောက်လျင်ကျွန်ုပ်ကကဲမင်းဘာတွေမြင်တွေ့ရတယ်လဲငါ့ကိုပြောစမ်းဟုမေးလေ၏ဘာမှတော့ထွေထူးမတွေ့ပါဘူးစောကဘယ်နိုင်ငံကားလည်းမသိဘူးတမရာကြီးတူရွှေတကုံကိုလာပြီးကြီးညိုတာတွေ့လိုက်တယ်ကျန်နာတွေကတော့ခါတိုင်းလိုပဲဒီနေ့လာပြည့်နေဆိုတော့ဖះမှာလူတွေကြိတ်တူစီကားနေတာပဲမြင်ပါတယ်ဟုသူကဆိုလေ၏ကျွန်ုပ်ကလည်းအေးမင်းတလောက်မြင်ရင်ပဲတော်ပါပြီအဲ့ဒီလူတွေအလုံးမင်းစိတ်ထဲမှာဘယ်လောက်များမယ်လို့ထင်တယ်လဲဟာဘယ်နေမလဲဆရာတသိန်းမရှိတောင်6000 9000တော့ရှိမှာပဲထားတော့အရေးတော့ကအရင်မကြည့်ပါဘူးအဲ့ဒီလူတွေထဲမှာအစင်တန်းအဖြစ်ဘယ်လိုလူတွေပါတယ်လဲတထေးတွေစင်ရသားတွေတမရတွေဝန်ကြီးတွေဗိုလ်ချုပ်တွေတန်တမန်တွေအေးတော်ပြီလူရန်စာပေါင်းစုံပေါ့ဟုတ်ပါတယ်ဟုတ်တယ်ဆိုရင်မင်းစိတ်တည်းရှိတဲ့အတိုင်းပြောနော်သူတို့ဘာလာလောက်ကြတယ်လဲဖះကိုလာပြီးကြီးညိုကြတာပူဇော်ကြတာပေါ့ဆရာတချို့ကလည်းဆရာလိုတရားအထုတ်ဖို့လာကြတာဖြစ်မှာပေါ့မှန်ပါတယ်မင်းပြောတာဒီပေါ်မှာမြင်တွေ့နေကြတဲ့လူတွေအားလုံးမြတ်စွာဘုရားကိုကြည်ညိုလို့ဗုဒ္ဓရဲ့မြင်တွေ့နေရတဲ့လူတွေအားလုံးဟာဗုဒ္ဓမြတ်စွာဘုရားကိုကြည်ညိုလို့ဗုဒ္ဓရဲ့အေးအာဝတ္တကိုခိုလုံနေရတာကိုကြည်နူးပြီးစိတ်ချမ်းသာလို့ဗုဒ္ဓသင်ကြားပေးခဲ့တဲ့တရားတွေကိုကျင့်ကြံအားထုတ်ရတာငြင်းအေးခြင်းဖြစ်လို့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကိုအောက်မေ့လို့လာကြတာဆိုရင်မှန်ပါမလားမှန်ပါတယ်ဆရာမှန်ရင်ဒီပုဂ္ဂိုလ်အမျိုးမျိုးကိုဒီနေရာဒီလူတဆူတဝေးတဲ့ရောက်ရှိအောင်ဘသူကလှုံ့ဆော်စီယုံခဲ့တယ်လဲဘသူကအတင်းတိုက်တွန်းခဲ့တယ်လဲမတိုက်တွန်းပါဘူးကိုယ်စိတ်ကိုယ်ဆန္ဒကိုယ်စေတနာနဲ့ကိုလာကြတာပါဆရာဒါဆိုလူပေါင်း3000နဲ့မှဒီအပေါ်ကိုမကြေမနက်နဲ့စိတ်မချမ်းမသာဖြစ်ပြီးရောက်လာတဲ့လူမလာခြင်းမဲ့လာတဲ့လူဘယ်နှယောက်ပါမယ်လို့မင်းစိတ်တည်းထင်နေတယ်လေတယောက်မှမပါပါဘူးဆရာသိကြသလားသိကြမယ်ထင်တာပဲဆရာဒါဖြစ်မင်းအောင်ကျွန်တော်လဲကိုယ်သဘောနဲ့ကိုလာတာပါဆရာဒီဖရားရင်မြင်တော်ဘောကိုရောက်ရင်ဘယ်လိုပဲပူလောင်လာတဲ့စိတ်ဖြစ်အေးပြီးငြိမ်းချမ်းသွားတာတော့ကျွန်တော်သတိထားမိပါတယ်ဒါလူတိုင်းခံစားရတဲ့ခံစားချက်ပါပဲကွယ်ဒါကြောင့်လဲစိတ်ရဲ့အေးချမ်းမှုကိုအလိုရှိကြတဲ့သူတော်ကောင်းတွေနဲ့သူတော်ကောင်းစိတ်ရှိကြတဲ့လူတွေဟာဒီလူတရားအရေးကိုမျက်မျက်နှာနှာကိုကိုကြတာပဲပေါ့ထူးထူးခြားခြားခံစားရတဲ့အဲ့ဒီအင်းကြီးမှုလူတွေဟာဘာကြောင့်ခံစားရတယ်လို့မေးထင်တယ်လဲဒါတော့ကျွန်တော်မသိဘူးဆရာအင်းကြီးချင်းအရတာကိုခံစားရတယ်
ဆိုတာတော့အမှန်ပါပဲဒါကိုကျွန်တော်မငြင်းနိုင်ပါဘူးဟုတ်ပြီဒါဆိုရင်အဲ့ဒီငြင်းအေးတဲ့ရတာကိုခံစားရတာဟာဒီစံတော်ရှင်လေးစုတပ်ပုံရွှေတကုံဇေဒီတော်ထဲမှာကင်းဝတ်တော်မူနေတဲ့မြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်ရဲ့တတ္တိကြောင့်ပဲဖြစ်တယ်လို့ငါဆိုရင်မငြင်းမလားသူတွေးဝေစွာစဉ်းစားနေလေ၏ကျွန်ုပ်ကပင်သူ့ကိုဆက်မေးလေသည်မင်းယူပပေရသိပ္ပံပညာကိုသင်ဘူးတယ်မဟုတ်လားသင်ဘူးပါတယ်အဲ့ဒီထဲမှာ Dasra နေရာမှာလို့ခေါ်တဲ့ gravitation သဘောကိုသိတယ်မဟုတ်လားကဘာမြေကြီးရဲ့ဆွဲငင်ငါဆိုတာလားဆွဲငင်ချင်းအားဆိုတာလားအေးဆိုပါတော့အဲ့ဒီဆွဲငင်ချင်းအားတတ္တိကိုမင်းမြင်တွေ့ဘူးတလားမတွေ့ဘူးပါဘူးမတွေ့ဘူးပဲမြင်အဲ့ဒီဆွဲငင်အားရဲ့အကျိုးတရားမှုကိုတော့မခံစားမနေရဘူးလားခံစားနေရပါတယ်ဒီလိုပဲအခုဒီနေရာမှာတက်ခဲရေဒီယိုတစ်လုံးကိုယူခဲ့ပြီးချဖွင့်ကြည့်မယ်ဆိုရင်ကမ္ဘာတနေရာကလွင့်နေတဲ့အတန်တွေထွက်မလာဘူးလားထွက်လာမှာပါဆရာဒါဆိုဘယ်နေရာမှာပဲဖြစ်ဖြစ်စွမ်းအင်တွေရဲ့အားတက်မှုရှိနေတယ်ဆိုတာကိုမင်းငင်းလို့ဖြစ်မလားမငင်းနိုင်ပါဘူးဆရာဒါနဲ့စောစောကဓာတ်တော်မွေတော်တွေနဲ့ဆက်လို့လားဆရာဆက်တာပေါ့ကွာတိတ်ဆက်တာပေါ့ယူရေနီယံဓာတ်သတ္တုလက်တဆုပ်စာလောက်ထဲမှာအနုမြူစွမ်းအင်တွေဘယ်လောက်အမြောက်များရှိတယ်ဆိုတာမင်းသိတယ်မဟုတ်လားဟုတ်ကဲ့သိပါတယ်သိရင်ဒီအတိုင်းအဖြောင့်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကိုတော်ကဖြစ်တဲ့ဓာတ်တော်ထဲမှာစွမ်းအင်တွေဘယ်လောက်ရှိတယ်ဆိုတာမင်းစဉ်းစားရမခက်ပါဘူးစွမ်းအင်ထဲမှာအပူစွမ်းအင်အေးစွမ်းအင်ဆိုတာရှိတယ်မဟုတ်လားရှိပါတယ်ဒါဆိုမြတ်စွာဘုရားရဲ့ဓာတ်တော်ကထွက်ပေါ်နေတဲ့စွမ်းအင်တွေဟာအေးမြတဲ့စွမ်းအင်တွေဖြစ်လို့သာလူတွေရဲ့နှလုံးသားတွေကိုအေးမြစေတာပဲလို့ငါဆိုရင်မင်းပြောမလဲဟုတ်ပါမလားဆရာဥစ္စာဆွဲတွေးတယ်လို့များဖြစ်နေမလားမင်းကငါဆွဲတွေးတယ်တင်လို့လားဒါဆိုမင်းကငါတခုပြောမယ်မင်းငါ့ကိုခုရှ िख ိုးစမ်းกว่าဆရာကလည်းဟာကောင်ငါဟာမင်းအပေါ်မှာကျေးဇူးရှိခဲ့ဘူးတဲ့မင်းရဲ့ဆရာမဟုတ်လားအသက်အဖြစ်ခုံအဖြစ်ငါဟာမင်းရဲ့ရှ िख ိုးခြင်းကိုမခံထိုက်ဘူးလားခံထိုက်ပါတယ်ငါနားလဲပါတယ်ခံထိုက်တယ်ဆိုပေမဲ့မင်းငါ့ကိုအကြောင်းမဲ့ရှ िख ိုးရတယ်ထင်လို့ရှင်မခိုးချင်မဟုတ်လားသူပါဖြစ်ရမှန်းမသိဖြစ်နေလေ၏ကျွန်ုပ်ကပင်ဆက်၍ပြောရ၏အဲ့ဒါကွာချမှုကိုမင်းသိစေချင်လို့ငါပြောတာပါခုဟိုမှာမြင်နေမဟုတ်လားအယုတ်လက်အမျက်မရွေလူတိုင်းဟာမြတ်စွာဘုရားကိုရည်မှန်းပြီးပူဇော်နေကြတာရှ िख ိုးနေကြတာသူတို့စိတ်ထဲမှာဘယ်လောက်ဘုရားကိုကြည်ညိုနေကြမလဲဘယ်လောက်ကြည်နူးနေကြမလဲမင်းရဲ့ဆရာကိုရှ िख ိုးမှာတော့မင်းတွန့်နေသေးရင်လူတွေဟာတော်ယုံတန်ယုံလူကိုရှ िख ိုးမယ်လို့မင်းထင်သလားဘယ်ရှ िख ိုးပါမလဲဆရာဟုတ်တယ်လူမာနရှိအဲ့ဒီမာနအလုံးဟာဖះရဲ့ခြေပေါ်ဝါတော့အစုံအောက်မှာပြုတ်ဝစ်ကြိုးကျသွားတယ်ကိုပင်ပန်းရှာလို့ရထားတဲ့ဥစ္စာပစ္စည်းတွေစိန်နေရွှေတွေကိုတက်ရှိမဟုတ်တဲ့မြတ်စွာဘုရားကိုရည်မှန်းပြီးစွန့်လို့ရတာကိုလူတွေရဲ့ရင်ထဲမှာအင်မတန်ကြည်နူးတယ်ပီတိဖြစ်တယ်မင်းစဉ်းစားကြည့်အဲ့ဒီပစ္စည်းဥစ္စာတွေကိုဖះရှိတော့တာမှမဟုတ်တာဖះကိုလူမနေပါနဲ့ကျွန်တော်ကိုလူပါလို့မင်းတော့အလူခံကြည့်ပါလားလူတွေလူမယ်လို့မင်းထင်သလားဘယ်လူမလဲဆရာကလည်းအေးမလူဘူးစိတ်ချဒါမင်းကိုအလူခံနာတော့နော်လူတွေကလာပြီးကြီးမားလာတဲ့တရားတွေနဲ့ဖះကိုလှူနေလိုက်ကြတာဒါကိုမင်းမြင်သားပဲအဲ့ဒီလိုငါ့ကိုလှူပါလို့ဘုရားကဆိုသလားမဆိုပါဘူးမဆိုဘဲနဲ့တော့လူတွေကဘာဖြစ်လို့ဘုရားပေါ်တလောက်မေတ္တာတွေပို့တရားတွေပို့နေကြတယ်လေကျွန်တော်ဆရာပြောမှစဉ်းစားလို့မရတော့ဘူးဆရာအဲ့ဒါပါရမီဆိုတာပေါ့ငါတပည့်ရဲ့လူချင်းတူတော့လေပါရမီချင်းမတူဘူးဘုံကံချင်းမတူဘူးဆိုတာမင်းတွေ့ပြီမဟုတ်လားဟုတ်ပြီဆရာဟုတ်ပြီကျွန်တော်စဉ်းစားမိပြီမြတ်စွာဘုရားဟာလွန်ခဲ့တဲ့အနှစ်2500ကျော်ကပွင့်ခဲ့တယ်ပရိနိဗ္ဗာန်ပြုသွားတာလဲကြာလာပြီဒါပေမဲ့ဒီနေ့အထိလူတွေအပေါ်မှာဒီလောက်ဩဇာလွှမ်းမိုးမှုရှိနေတာဟာဓာတ်တော်တွေရဲ့အစွမ်းတတ္တိပဲလို့ဒီလိုမဟုတ်လားဆရာမင်းသဘောပေါက်လာတာတော့ဟုတ်ပါတယ်သာသနာ9000ကျရင်ဒီဓာတ်တွေအားလုံးပျောက်ကွယ်ပြီးသာသနာတော်လည်းပျောက်ကွယ်သွားမယ်လို့မြတ်စွာဘုရားကအနာဂတ်ကိုကြိုတင်ဟောကြားတော်မူခဲ့တာလည်းရှိပါတယ်ဒါလည်းတစ်ကြောင်းပေါ့တကယ်တမ်းကျတော့လူတွေရဲ့နှလုံးသားကိုဒီလောက်အင်အားကြီးတဲ့ဆွဲအားနဲ့ဆွဲငွေထားနိုင်အောင်မြတ်စွာဘုရားဟာအချိန်နဲ့အကြာကြီးကြိုးပမ်းအားထုတ်ခဲ့ရတယ်။ဘာကိုဆိုလိုတာလဲဆရာ။ဒီလိုသူပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှာလည်းအနှစ်9000တိလူတွေဟာယရဏ3ပါးကိုစီးကပ်ကိုးကွယ်နေအောင်မြတ်စွာဘုရားဟာအလွယ်ကလေးလှုပ်လို့ရခဲ့တာမဟုတ်ဘူး။လေးတင်ခြင်းနဲ့ကဘာတသိန်းဆိုတဲ့ကာလအထွန့်ရှည်စွာပါရမီ10ပါးကိုဖြည့်ကျင့်တော်မူခဲ့ရတယ်။စွန့်ကြီးများကိုလည်းပဲ
ဆုံးခဲ့ရတယ်အခြားလူသားတို့ထက်ထိုးကဲစွာသူတစ်ပါးမလောက်နိုင်တဲ့အလုပ်တွေကိုအကျိန်များစွာလုပ်ခဲ့ရတယ်ဘဝပေါင်းများစွာဆက်ကအားထုတ်ပြီးမှယခုလိုလူနတ်ပြမာတတ္တဝါအလုံးတို့ထက်အမြင့်ဆုံးဖြစ်တဲ့နောက်ဆုံးဘဝကိုရတယ်ဒါကိုဘာမှငင်းစရာမလိုဘူးဒီလိုမလုပ်ဖက်နဲ့ဒီဘဝကိုဘယ်နည်းနဲ့မှမရနိုင်ဘူးမဟုတ်ရင်လူတိုင်းဖျားဖြစ်နေကြမှာပေါ့ဒါကိုမငင်းမလားမငင်းပါဘူးဆရာဒါပေမဲ့လေဒီမှာဒါပေမဲ့မရှိဘူးဘာမှထွေရဖြစ်เสียမရှိဘူးမဟုတ်ပါဘူးဆရာကျွန်တော်သိချင်တာကဆရာဒီပေါ်မှာဘယ်လိုတုံးတက်တယ်လဲဆိုတာဆရာရဲ့အတွေးမြင်ကိုသိချင်တာပါအေးအဲ့ဒါငါပြောမလို့ပဲငါဟာတစ်တလုံးအတွေးမြင်ပညာတွေကိုလေ့လာလိုက်ဆိုင်ရဲ့အချိန်ကုန်ခဲ့တာမင်းအသိပဲငါဟာကမ္ဘာဘာသာအယူဝါဒကြီးတွေကိုလည်းပဲရှောက်ပြီးလေ့လာကြည့်ခဲ့ပူပြီးငါနှလုံးသားကိုဗုဒ္ဓဘာသာလောက်ငြိမ်းအေးစေနိုင်တာငါမတွေ့ခဲ့ဘူးဒါထားပါတော့ခုလိုဖရာပထိုးရင်မြင်ဖို့ကိုရောက်တိုင်းငါစဉ်းစားတယ်လူတွေဟာဗုဒ္ဓကိုဘာဖြစ်လို့ဒီလောက်ကြည်ညိုနေကြတာလဲဗုဒ္ဓဟာတင်တို့လောက်ခဲ့သမျှအပြစ်တွေကိုငါကယ်မယ်လို့လည်းတခါမှမဟုတ်ဘူးတင်တို့အဖို့ငါကံမတကာပဲကိုပြုတ်ရင်ကိုခံမယ်ကိုထိုင်းနဲ့ကိုကံလို့ပဲပြစ်ခါဟောတယ်သူလဲလမ်းပြသူတာဖြစ်တယ်ဒါပေမဲ့သူတရားကိုလူတွေအလွန်နှစ်သက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့မှန်တာကတော့တပိုင်းပေါ့အရိယာတစ္ဆာကိုလူတိုင်းသိနိုင်တာလည်းမဟုတ်ဘူးဒါပေမဲ့သူ့မှာအင်မတန်ရုပ်ဖြောင်စင်ကြယ်တဲ့သဘောရှိတယ်မင်းစဉ်းစားကြည့်လူဟာလူသားတအုပ်ပဲသူဟာလူသားတအုပ်ပဲလူသားဖြစ်လျက်နဲ့လူသားအလုံးရဲ့ရှိခိုးခြင်းကိုးကွယ်ခြင်းကိုခံထိုက်တဲ့အဖြစ်ကိုရောက်အောင်ကိုယ်တိုင်လက်တွေ့လုပ်ပြသွားတော်မူတယ်ပြီးတော့ဒီလိုဘဝမျိုးရောက်အောင်ငါပဲလုံနိုင်တယ်တင်တို့မလုံနိုင်ဘူးလို့လည်းမလှည့်ပတ်ဘူးဘယ်သူဘယ်ဝါဖြစ်အမြင့်ဆုံးဖြစ်အောင်ရောက်အောင်လှုပ်လို့တဲ့ပြင်းပြတဲ့ဆန္ဒရှိရင်လုံနိုင်တယ်ငင်းအေးတဲ့အဖြစ်ကိုရောက်အောင်လှုပ်ချင်လည်းလုံနိုင်တယ်ဘယ်သူပဲဖြစ်မိမိတို့စိတ်ကြိုက်အမြင့်ဘဝကိုရောက်အောင်လှုပ်ချင်လည်းလှုပ်လို့ရတဲ့ကျင်လန့်မက်ခင်တရားရှိတယ်ဆိုပြီးလမ်းပြတော်မူခဲ့တယ်လူဟာလမ်းမသိလျင်သာရောက်လို့ရအရက်ကိုရောက်ဖို့ခဲရင်းတယ်လမ်းသိရင်ကောက်ကငင်ကထသွားနိုင်တယ်ဒါတွေကိုငါသိမြင်လာတဲ့အခါဘယ်ဘာသာမှမရနိုင်တဲ့ကိုအားကိုပြီးလုံနိုင်တဲ့အခွင့်အရေးကိုလည်းငါရလာပြီလို့ပဲဟိုတုန်းကတော့ငါဟာသူတစ်ပါးကဲမကျင်လာအောင်မျက်နှာချိုသွေးနိုင်မှတော်ကာကြတဲ့ဘဝသူတစ်ပါးမကြိုက်တာလုပ်မိရင်လည်းအပြစ်ဒဏ်ခံရမှာကိုကြောက်လန့်စွာနဲ့အသက်ရှင်နေရတဲ့ဘဝခုတော့ငါဟာလွတ်လပ်သူဖြစ်ပြီးတော့ဘဝရွှေတောင်ကြီးကိုလည်းငါလမ်းမြင်နေရပြီအဲ့ဒီရွှေတောင်ပေါ်ကိုတက်မယ်ဆိုရင်ငါ့ကိုပိတ်ပင်တားဆီးမဲ့သူလည်းမရှိဘူးငါခုံငါအားအလျောက်ငါမှာတတ်နိုင်တဲ့အခွင့်အရေးလည်းရှိပြီဒါကိုသိအောင်ငါရွှေတောင်တက်လန်းပြခဲ့သူဟာမြတ်ဗုဒ္ဓပါပဲဒါကြောင့်ငါဟာကိုတော့ဗုဒ္ဓရဲ့အဆုံးအမကိုခံယူတဲ့ယတနာ၃ပါးကိုစိတ်ကကိုးကွယ်သူဥပတကအစစ်ဖြစ်ခဲ့ပြီလို့မင်းကိုငါပြောခဲ့တာဟုရှင်းပြလိုက်ပါသည်မှန်ပါ၏ဤတွင်အကျွန်ုပ်ရေးသားအပ်သောရွှေတောင်တက်တသနာဟုသည်ကကျွန်ုပ်အားလမ်းပြညွှန်ပြခဲ့တော်မူသောအကျွန်ုပ်ဤဆရာအကျွန်ုပ်ဤကိုးကွယ်ရာတပ်ပင်ညုတဉာဏ်တော်ဗုဒ္ဓမေဖျားရှင်၏အဆုံးအမများပင်ဖြစ်ပါ၏ထိုအဆုံးအမများသည်လူဘဝတိုးတက်ရေးအတွက်မောက်ချဧကံပေးကြောင်းကိုလည်းဤစာကသက်သေခံမြင်ဟုယုံကြည်ပါကြောင်းဆရာကြီးကနေတန်းမှာဤကဲ့သို့ရေးသားထားပါတယ်အားလုံးပဲမင်္ဂလာပါရွှေတောင်တက်လမ်းပြနေတန်းဆရာကြီးရေးထားတဲ့စာကိုကျွန်တော်ခုနကစာသဘောနဲ့ဖတ်ပြပေးပါပြီအခုကျွန်တော်သဘောနဲ့ကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ဆရာကြီးရေးထားတဲ့စာသဘောထဲမှာတော့ဒီနေ့ဆရာကြီးကသူ့ရဲ့တက္ကသိုလ်ကတပည့်တစ်ယောက်နဲ့တွေ့တယ်ပေါ့ဗျာအဲ့တော့တပည့်ကဆရာပဲသွားမလို့လဲမေးတဲ့ခါကျတော့ဆရာကြီးကဖះသွားမလို့ဖះသွားမယ်အကြောင်းပြောတဲ့ခါကျတော့တပည့်ကဖះသွားဘာလုပ်မှလဲဖះသွားတဲ့ဆိုတာတရားလုပ်ဖို့သူတော်ကောင်းလုပ်ဖို့ဆရာကပြန်ပြောတယ်ဒါဆိုဆရာကဘယ်လိုလဲဗုဒ္ဓဘာသာကိုယုံကြည်လက်ခံနိုင်ပြီလားမေးတဲ့အခါကျတော့ဆရာကြီးဦးစန်းလွင်ကဟုတ်တယ်ငါကအခုဗုဒ္ဓဘာသာတရားတော်တွေကိုယုံကြည်လက်ခံရုံနဲ့မကဘူးကိုယ်ကွယ်စိတ်ကတဲ့ဥပဒကလည်းဖြစ်နေပြီယရဏ၃ပါးကိုကိုယ်ကွယ်စိတ်ကတဲ့ပေါ့ဒါဆိုတပည့်ကပြန်ပြီးဆရာဘာတွေများယုံကြည်စရာတွေ့လို့လဲကျွန်တော်တို့ပြောပြပါအောင်ပေါ့ဆရာကြီးဦးစန်းလွင်ကသူ့တပည့်ကိုပြန်ပြောတာကဒီဘာယုံကြည်စရာတွေ့လို့လဲဆိုတော့မင်းတို့တထိုင်နဲ့ပြောလို့ပြီးမှာမဟုတ်ဘူးဒါပေမဲ့
ယုံကြည်စရာကောင်းတဲ့အချက်တစ်ချက်ကိုတထိုင်နဲ့ဘဝင်ကြမျိုးငါပြောမယ်ဆိုပြီးတော့ရွှေတကုံရင်ပြင်မောခေါ်သွားတယ်ပေါ့ဗျာအဲ့တော့တနင်္ဂနွေနေ့တောင်းကိုရောက်တဲ့အခါမှာမင်းတရားဆောင်တရားထိုင်အောင်မယ်45မိနစ်ကြာမယ်မင်းပြီးရင်မင်းနားတွေမျက်လုံးတွေဆွင့်ပြီးတော့မမြင်ရတွေ့ရကြားရတယ်အကုန်လုံးမှတ်တမ်းတင်ထားတယ်လို့ပြောတယ်ပေါ့အဲ့တော့တပည့်ရလည်းပဲတနင်္ဂနွေတောင်းမှစောင့်ပြီးတော့မြင်ရတွေ့ရကြားရတယ်ကိုသူကမှတ်တမ်းတင်ထားတယ်ပေါ့အဲ့တော့ဆရာကြီးကတရားထိုင်ပြီးလို့ပြန်ထလာတဲ့ခါမှာတပည့်ကိုမေးတယ်ပြန်မေးပါလိမြင်ရတွေ့ရတယ်လေငါပြောတပည့်ကပြန်ပြီးပြောပြတယ်ဘာမှတော့ထူးထူးမတွေ့ဘူးမနာတော့ဘယ်နဲ့ငါတော့မသိဘူးတမနာကြီးတော့လာပြီးတော့ကျညိုသွားတာတွေးလိုက်တယ်ခါတိုင်းလိုပဲခဏရလာပြည့်နေဆိုတော့လူတွေကတော့အများကြီးပဲပေါ့ကြိတ်တို့စီကားနေတာပဲပေါ့ဒီလိုပြောတယ်အဲ့တော့ကဲဒီလောက်ဆိုရင်လည်းမြင်မဲ့တော်ပြီပေါ့လေအဲ့တော့ဒီလူတွေဘယ်လောက်ရှိမနှောလူအင်အားဘယ်လောက်ရှိမနှောလို့တပည့်မေးတဲ့ခါကျတပည့်ကရေတွက်ကတသိန်းမရှိတော့6000 9000တော့ရှိမှာပဲဘယ်နဲ့မနှောအများကြီးပေါ့ဒါတော့ရေတွက်ကအရင်ကြီးပါဘူးပေါ့ဒါဆိုရင်လူအစင်တန်းတွေဘယ်လိုလူတွေပါတော့ဆရာကြီးကမေးတယ်မေးတော့တထေးတွေစင်ရသားတွေတမရတွေဝန်ကြီးတွေဗိုလ်ချုပ်တွေတန်တမန်တွေတော်ပြီးလူတန်းစားပေါင်းစုံမောဆရာကြီးပြန်ပြီးဖြည့်ပြီးပြောတယ်အဲ့ဖေးအားကိုသူတို့ကဘာလာလောက်တာလဲမင်းစိတ်ထဲရှိတဲ့အတိုင်းပြောဆိုတော့တပည့်ကပြောတယ်ဖေးအားလာပြီးကျင်းညူပူဇော်ကြတာပေါ့တချို့လည်းပဲဆရာလိုတရားအားထုတ်တာနေမှာပေါ့အဲ့တော့ဆရာကြီးပြောဟုတ်တယ်မင်းမြင်နေတဲ့လူတွေအားလုံးကဗုဒ္ဓဘုရားပေါ်မှာမြတ်စွာဘုရားပေါ်မှာကျင့်ညိုလို့မြတ်စွာဘုရားရဲ့အရေးအဝတ္တလာပြီးခေါ်လုံးတာစိတ်ချမ်းသာလို့ဒီတရားတွေကျင့်ကြံအားထုတ်ရတာငြိမ်းအေးခြင်းဖြစ်လို့ဂုဏ်ကျေးဇူးတွေကိုအောက်မေ့လို့လာတာဒီလိုဆိုရင်မှန်ပါမလားတပည့်ကိုမေးတယ်တပည့်ကလည်းမှန်ပါတယ်ဆရာဒီလူတွေကိုလူအမျိုးမျိုးအစင်တန်းအမျိုးမျိုးကိုတဆူတဝေးတဲ့ရောက်ရှိအောင်ဘသူကလှုပ်ကြော်ပြီးတော့စီယုံပြီးအတင်းတိုက်တွန်းလဲတပည့်ကမတိုက်တွန်းဘူးကိုစေတနာကိုတဘောနဲ့ကိုလာကြတာပေါ့ဒါဆိုဒီလူသိန်းပေါင်းတောင်းပေါင်းသိန်းတောင်းထဲမှာဖျောက်လာတာမကြင်မနှက်နဲ့စိတ်မချမ်းမသာဖြစ်ပြီးရောက်လာတဲ့လူမလာခြင်းမဲနဲ့လာရတဲ့လူဘယ်နှယောက်ပါမယ်လို့မထင်လဲတယောက်မှမပါပါဘူးဆရာအဲ့တော့ဆရာပြန်ပြီးတေချာလားတယောက်မှမပါတာတေချာလားလို့မြင်အဲ့တော့တေချာမထင်တာပဲပေါ့ဒါဖြင့်မင်းရောကိုယ်စိတ်တဘောနဲ့ကိုလာတာမင်းကဘယ်လိုလာတာလဲပေါ့ဆရာတပည့်ရလည်းပဲကိုယ်တဘောနဲ့ကိုလာတာပါပေါ့ဒီဖျားရင်မြေပေါ်မှာဘလောက်ပဲဒီပူလောင်မှစေဖျားရင်မြေပေါ်ရောက်သွားစိတ်ထဲမှာငြိမ်းအေးသွားတော့သူတတိထားမိတယ်ပေါ့ဒါခံစားချက်ပဲလို့ပြောရတယ်ပေါ့နော်အဲ့တော့စိတ်ရဲ့အေးချမ်းမှုအလိုရှိကြတဲ့သူတော်ကောင်းနဲ့သူတော်ကောင်းစိတ်ရှိတဲ့လူတွေကမြတ်စွာဘုရားရဲ့အရေးကိုမျက်မျက်တို့နုံနဲ့လာပြီးခေါ်လုံကြတယ်ဒီအင်းကြီးမှုကိုဘာကြောင့်ခံစားရတာလဲလူတွေကခံစားရတာလဲမင်းဘယ်လိုထင်နှောင်းလို့မေးတော့ကျွန်တော်တော့မသိဘူးတဲ့ငင်းအေးတဲ့ရတကိုခံစားရတာတော့ကျွန်တော်သိရတယ်ဒါပေမဲ့အဲ့ဒါကိုတော့ကျွန်တော်မငင်းပါဘူးတဲ့အဲ့တော့ဆရာကပြောတယ်ဟုတ်ပြီအဲ့ဒီရတကိုခံစားရတာကမြတ်စွာဘုရားရှင်လေးစုတက်ပေါ်ရွှေကုံစီတော်ကြီးထဲမှာဒီတတ္တိတွေကြောင့်ဒီစီဒီထဲမှာဒီလေးစုတက်ပေါ်ရွှေကုံရဲ့ဒီမွေတော်တတ်တော်တွေရဲ့တတ္တိတွေကြောင့်ငါပြောမယ်ဆိုရင်မင်းညင်မလားဆိုအဲ့တော့တပည့်ကတူပြီးစဉ်းစားသွားတာပေါ့စဉ်းစားနေချိန်မှာဆရာထပ်မိတယ်မင်းယူပပေတာတိတ်ပံပညာသင်ဘူးတယ်လားသင်ဘူးပါတယ်ဒါဆိုရင်နဲ့ရင်းမှာgravitation ဓာတ်ဆွဲနေရမှာဆိုတော့မသိလားတဲ့သိတယ်ဆရာတဲ့ကမ္ဘာမြေကြီးရဲ့ဆွဲအားမလားတဲ့အေးမင်းမြင်ဘူးလားတဲ့မြေကြီးရဲ့ဆွဲအားတွေ့မြင်ဘူးတလားဆိုမတွေ့ဘူးတဲ့မတွေ့ဘူးရင်ဒီဆွဲအားရဲ့အကျိုးတရားမှုတော့မခံစားရလားခံစားရပါတယ်တဲ့ဒီလိုပဲတဲ့ဓာတ်ခဲရေဒီယိုတစ်လုံးကိုယူလာပြီးတော့ဒီနေရာကနေပြီးတော့ချပြီးဖွင့်လိုက်မယ်ဆိုရင်ကမ္ဘာတနေရာကနေပြီးတော့ထုတ်လွတ်တဲ့အတန်တွေထွက်မလာဘူးလားထွက်လာမှာပါဆရာဒါဆိုရင်ဘယ်နေရာကနေပဲဖြစ်ဖြစ်စွမ်းအင်တွေရဲ့အားတက်ရောက်မှုရှိနေရဆိုတာမငင်းလို့ဖြစ်မလားမင်းငင်းမလားလို့ပေါ့မငင်းမှာဘူးတဲ့ဒါဆိုစောစောကမွေတော်တတ်တော်တွေရဲ့ဘာများဆိုင်လို့လဲဆရာပေါ့ဆရာပြန်မေးတယ်ဒီ gravitation တွေဒီ
ရေဒီယိုတစ်လုံးကိုဒီနားနေဖွင့်လိုက်လို့ဒီကဘာတနေရာလွှင့်လိုက်တဲ့အတန်ကိုရေဒီယိုကနေထွက်ပေါ်လာမယ်ဒါနဲ့ဒီတတ်တော်မွေတော်တွေရဲ့အကြောင်းနဲ့ဘယ်လိုများဆက်ဆက်သွားတယ်လဲလို့တပည့်ကသင်ချာမေးတာပါအဲ့တော့ဆရာပြန်ပြောဆက်ဆက်တာပေါ့ယူရေနီယံဓာတ်တုလက်တဆုပ်စာရမှာအနုမြူစွမ်းရင်ဘယ်လောက်အမြောက်များရှိရဆိုလဲမသိရမို့လားသိပါတယ်ဒါဆိုစဉ်းစားကြည့်တဲ့ဓာတ်တော်ထဲမှာဒီမွေတော်ဓာတ်တော်ထဲမှာမြတ်စွာဘုရားရဲ့မွေတော်ဓာတ်တော်ထဲမှာအမတန်ဆွမ်းအားကြီးတဲ့စွမ်းအင်တွေဘယ်လောက်များမလဲဆိုတာမြင်စဉ်းစားလို့ရတယ်တဲ့ဒီစွမ်းအင်တွေမှာအပူစွမ်းရင်အေးစွမ်းရင်ဆိုတာရှိတယ်မဟုတ်လားတဲ့ရှိပါတယ်ဆရာတဲ့ဒါဆိုအဲ့ဒီစွမ်းအင်တွေကတဲ့ကိုမြတ်စွာဘုရားရဲ့ဓာတ်တော်ကနေထွက်လာတဲ့စွမ်းအင်တွေကအေးမြတဲ့စွမ်းအင်တွေဖြစ်လို့လူတွေရဲ့နှလုံးသားကအေးမြစေတယ်လို့မင်းကပြောရင်မငင်းမလားတဲ့မင်းဘာပြောမလဲပေါ့အဲ့တော့ဆရာကဟုတ်ပါမလားဆရာဟာကြီးကလည်းဆွဲတွေးတယ်လို့များဖြစ်မနေဘူးလားပေါ့လေအဲ့တော့အပူစွမ်းအင်နဲ့အေးစွမ်းအင်မှာမြတ်စွာဘုရားရဲ့မွေတော်ဓာတ်တော်တွေကနေပြီးတော့ထုတ်လွှတ်တဲ့စွမ်းအင်ကအေးစွမ်းအင်ဖြစ်လို့ကျွန်တော်တို့ကမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်အောက်ကိုလာပြီးခိုလုံတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နှလုံးသားတွေဘလောက်ပဲအပူတွေရှိနေပါစေအေးငြိမ်းသွားတယ်လို့ပြောတဲ့အခါမှာတပည့်ကဆရာပြောတဲ့အကြောင်းအရာကဆွဲတွေးတယ်လို့များဖြစ်နေမလားဆိုပြန်ပြီးမေးခွန်းထုတ်တာဖြစ်ပါအဲ့တော့ပြန်ပြီးဆွဲတွေးတယ်ဆိုငါဆွဲတွေးတယ်လို့ထင်မင်းကငါပြောမယ်တဲ့တခုပြောမယ်မင်းအခုငါ့ကိုရှက်ခိုးกว่าတဲ့ဆရာဦးစမ်းလည်းသူတစ်ဖက်ရှက်ခိုးခိုင်းတော့ဆရာလဲဆိုတော့တပည့်ကမရှက်ခိုးခြင်းနဲ့ဒိဗ္ဗတက်ရောက်သွားတယ်ပေါ့အဲ့တော့ဟာကောင်မင်းရဲ့ဆရာမင်းပေါ်မှာမင်းပေါ်မှာငါကျေးဇူးတွေရှိတယ်ပေါ့လေဟုတ်ပြီမင်းထံကအသက်လည်းကြီးတယ်ခေါင်းအားလည်းကြီးတယ်ကျေးဇူးလည်းရှိတယ်လို့တရားဒါအောင်မင်းရဲ့ရှိခိုးခြင်းကိုငါမခံထိုက်ဘူးလားပေါ့လေတပည့်ကပြောတယ်ခံတော့ခံထိုက်ပါတယ်ငါနားလဲပါတယ်ခံထိုက်တယ်ဆိုတာဒါပေမဲ့မင်းငါ့ကိုအကြောင်းမဲ့တက်ကြီးအခုမရှိခိုးခြင်းမလားတဲ့အဲ့တော့ तू ဘာဖြေရမှန်းမသိဘူးတဲ့တပည့်ကအဲ့တော့ကွာခြားမှုကိုငါကသိစေချင်လို့ပြောတာတဲ့ကိုမမြင်လားတဲ့ဒီရှိတကုံစီဒီဘုရားကိုလာနေတဲ့ဒီအယုတ်လက်အမြင်မရွေးလူတိုင်းကမြတ်စွာဘုရားကိုပူဇော်နေတယ်ရှိခိုးနေတယ်ဆိုတာသူတို့စိတ်ထဲမှာဘလောက်ကြည်ညိုနေမလဲကြည်နူးနေမလဲမင်းဆရာကိုရှိခိုးဖို့တော့တွန့်နေသေးလူတွေကတော်ယုံတန်ယုံလူဆိုလို့ရှင်ရှိခိုးမယ်လို့မထင်နေသလားတဲ့အဲ့တော့တပည့်ကပြန်ဖြေတာဘယ်ရှိခိုးပါမလဲဆရာရဲ့တဲ့ဟုတ်တယ်လူဆိုတာမာနရှိတယ်မှန်ပါတယ်ကျွန်တော်တို့လူတွေဟာမာနရှိပါတယ်အဲ့တော့ဒီမာနကြောင့်ဘုရားရဲ့ရှိပွားတော့ဒီအားလုံးဝိပြကြဒီဘုရားရဲ့မြတ်စွာဘုရားရဲ့ဒီခြေပွားအစုံမှာဒီဝိပြကြိုးကြသွားတယ်ဘလောက်ပဲမာနတွေများပေါ့လေကိုပင်ပန်းရှာလို့ရတဲ့ပစ္စည်းဥစ္စာတွေစိတ်နေရွှေတွေတက်ရှိမဟုတ်တဲ့ဖရာကိုလာပြီးရီးမှန်းပြီးတော့စွန့်လိုပါတယ်ဆိုတော့သူတို့ရဲ့ရင်ထဲမှာအလွန်မတန်ကြည်နူးလို့ပီတိဖြစ်လို့တဲ့မင်းစဉ်းစားကြည့်တဲ့ဒီပစ္စည်းဥစ္စာတွေကိုဒီမရှိတော့တဲ့ပရိနိဗ္ဗာန်ဆံပြီးတော့ဒီမရှိတော့တဲ့မြတ်စွာဘုရားကိုလူမနေနဲ့ကိုကျွန်တော်လူဆိုပြီးမင်းတော့အလူခံကြည့်ပါလားတဲ့လူတွေကလူမဲလို့မထင်နေလားတဲ့အဲ့တော့တပည့်ကဘယ်လူမလဲဆရာကလဲမလူစိတ်ချတယ်မင်းအလူခံတာကိုတော့ဒီလူတွေကကြီးမားလာတဲ့တရားတွေနဲ့ဖရာကိုလူနေတာကြတော့မင်းမြင်သားပဲငါလူပါဆိုပြီးမြတ်စွာဘုရားပြောတလားတဲ့ဖရာကငါ့ကိုလူဆိုပြီးပြောတလားမဆိုပါဘူးမပြောပါဘူးငါဆိုဒီလိုမပြောဘဲနဲ့တော့လူတွေကဖရာပေါ်ဘလောက်တောင်မေတ္တာတွေတရားတွေပို့ပြီးတော့လူနေကြတာတော့ဒါဆရာကျွန်တော်ဆရာပြောမှပဲစဉ်းစားလို့တော့မရတော့ဘူးဆရာအဲ့ဒါပါရမီပဲလူချင်းတူပေမဲ့ပါရမီချင်းမတူဘူးဖုံးကန်ချင်းမတူဘူးဆိုတာမင်းတွေ့ပြီမဟုတ်လားဟုတ်ပြီဆရာတဲ့ကျွန်တော်စဉ်းစားမိပြီမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်2500ကျော်တော့ကပွင့်ခဲ့တဲ့ပြိဋိဘံပြုသွားတာလဲကြာပြီဒါပေမဲ့မြတ်စွာဘုရားရဲ့ဒီဩဇာလွှမ်းမိုးမှုကဒီဓာတ်တော်ရဲ့အစွမ်းတတ္တိပဲဒီလိုမဟုတ်လားဆရာမင်းသဘောပေါက်လာတာဟုတ်တယ်သာသနာနှစ်9000ကြာရင်လည်းပဲဒီဓာတ်တွေအားလုံးပျောက်သွားပြီးတော့သာသနာတော်ကြီးပျောက်ကွယ်သွားမယ်ဆိုတာကိုလည်းပဲမြတ်စွာဘုရားကအနာဂတ်ကိုကြိုတင်ပြီးဟောထားပါတယ်ဒါလည်းတစ်ကြောင်းပေါ့တဲ့အဲ့တော့
လူတွေရဲ့နှလုံးသားဒီလောက်အင်အားကြီးတဲ့ဆွဲအားနဲ့ဆွဲငင်ထားနိုင်အောင်မြတ်စွာဘုရားကအချိန်နဲ့အကြာကြီးကြိုးပမ်းအားထုတ်ခဲ့ရတယ်ဘာလို့ဆိုလိုတာလဲဆရာတပည့်ရမေးတော့ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်နှစ်9000တိတိလူတွေကယရဏ3ပါးကိုကိုယ်ကွယ်စိတ်ကပ်လာမယ်အလွယ်ကလေးရအောင်လုပ်ခဲ့တာမဟုတ်ဘူးတဲ့လေးတင်ခြင်းနဲ့ကဘာတသိန်းပါရမီတွေဖြည့်ခဲ့ရတာပေါ့လေအဲ့တော့အထုံးရှိသွားပါရမီ10ပါးကိုလည်းကျင့်ခဲ့ရတယ်စွန့်ချင်းကြီးတွေကိုလည်းစွန့်ခဲ့ရတယ်အခြားလူသားတို့ထက်ထူးခဲ့တဲ့သူတစ်ပါးမလုံနိုင်တဲ့အလုပ်တွေကိုလည်းပဲအကျင့်များစွာလုပ်ခဲ့ရတယ်ဘဝပေါင်းများစွာဆက်ကအားထုတ်ပြီးမှလူနဲ့ပြမာတို့ရဲ့တတ္တဝါအလုံးတို့ရဲ့အမြင့်ဆုံးဖြစ်တဲ့နောက်ဆုံးဘဝကိုရောက်ရှိလာတာတဲ့အဲ့တော့ဒါတော့ညင်းသေးရမရှိဘူးပေါ့အဲ့တော့ဒီဘဝကိုအဲ့ဒီလိုမလုပ်ဘဲနဲ့မရနိုင်ဘူးမဟုတ်ရင်လူတိုင်းဖျားဖြစ်နေမှာပေါ့တဲ့ဒါဆိုရင်မငင်းမလားတဲ့မငင်းပါဘူးဆရာဒါပေမဲ့ဒါပေမဲ့ဆိုတာမရှိဘူးတဲ့ဒီမှာဘာမှတွေးရဖြစ်စေတာကြောင်းမရှိဘူးတဲ့ဆရာကြီးဦးဆန်းနဲ့သူ့ရဲ့တပည့်ကိုတခြားရှင်းပြတယ်ဒါပေမဲ့ဆိုတာမရှိဘူးတဲ့ဒီနေရာမှာဒါပေမဲ့ဆိုတာမရှိဘူးတွေးရဖြစ်စေအကြောင်းမရှိဘူးမဟုတ်ဘူးဆရာတဲ့ကျွန်တော်သိချင်တာကဒီပုံမှာဆရာဘယ်လိုသုံးသပ်တယ်လဲဆရာရဲ့အတွင်းမြင်ကိုကျွန်တော်သိချင်တာပါတဲ့အဲ့တော့ငါပြောမလို့တဲ့ငါတစ်သက်လုံးအတွင်းမြင်နေတဲ့အချိန်ကုန်လေ့လာခဲ့တာတဲ့ငါကဘာအယူဝါဒတွေကိုချုပ်ပြီးလေ့လာခဲ့ဘူးတဲ့ငါနှလုံးသားကတော့နောက်ဆုံးဗုဒ္ဓဘာသာပဲငြင်းအေးခြင်းကိုတွေ့ခဲ့တာတဲ့ဘယ်ဘာသာမှသူ့ရဲ့နှလုံးသားကိုငြင်းအေးအောင်မဖြစ်စေနိုင်ခဲ့ဘူးပေါ့လေအဲ့တော့ဘုရားပထုရင်မြင်ပေါ်ရောက်ရင်ငါစဉ်းစားတယ်လူတွေကဗုဒ္ဓကိုဘာဖြစ်လို့ဒီလောက်ကြီးညိုနေကြတာလဲဗုဒ္ဓကသင်တို့လုပ်သမျှအပြစ်တွေကိုငါကယ်မယ်လို့လည်းတစ်ခါမှမဟောဘူးသင်တို့အဖို့ကမ္မတကာပဲကိုပြုတ်ရင်ကိုခံကိုထိုင်တဲ့ကိုကံလို့ပဲပြစ်ခါဟောတယ်သူဟာလမ်းပြသူသားဖြစ်တယ်ဒါပေမဲ့သူတရားတွေကိုလူတွေအလွန်နှစ်သက်ကြတယ်ဘာဖြစ်လို့လဲမှန်တာကတစ်ပိုင်းပေါ့အရိယသစ္စာကိုလူတိုင်းသိနိုင်တာမဟုတ်ဘူးဒါပေမဲ့သူ့မှာအင်မတန်ယူဖြောင်စင်ကြယ်တဲ့သဘောရှိတယ်မင်းစဉ်းစားကြည့်သူဟာမြတ်စွာဘုရားလူသားတဦးပဲလူသားဖြစ်လျက်နဲ့လူသားအလုံးရဲ့ရှိခိုးခြင်းကိုကိုးကွယ်ခြင်းကိုခံတိုက်တဲ့အပြစ်ကိုရောက်ရှိအောင်ကိုယ်တိုင်လက်တွေ့လုပ်ပြသွားတော်မူတယ်ဒီလိုဘဝမျိုးရအောင်ငါပဲလုပ်နိုင်တယ်သင်တို့မလုပ်နိုင်ဘူးလို့လည်းမလက်ပတ်ဘူးငါတယောက်ပဲရှိရငါပဲဖြစ်နိုင်တယ်ငါပဲလုပ်နိုင်တယ်ငါပဲဖျားမင်းတို့မဖြစ်နိုင်ဘူးမင်းတို့ဖျားမဖြစ်နိုင်ဘူးလို့မလက်ပတ်ဘူးတဲ့ဘယ်သူဘဝဖြစ်ဖြစ်အမြင့်ဆုံးကိုရောက်အောင်လုပ်ရင်လုပ်နိုင်တယ်ဘယ်သူပဲဖြစ်ဖြစ်မိမိစိတ်ကြိုက်အမြင့်ဘဝကိုရောက်အောင်လုပ်ရင်လည်းလုပ်ချင်လည်းလုပ်နိုင်တယ်ဆိုတဲ့မက္ခင်တရားရှိတယ်ဆိုတာကိုလမ်းပြပေးခဲ့တာမဟုတ်ပါတယ်တဲ့အဲ့တော့လူဟာလမ်းမသိရင်ရောက်လို့ရအရက်ကိုရောက်ဖို့ခဲရင်နဲ့လမ်းသိရင်ကောက်ကငန်းကထသွားဒါတွေကိုငါသိမြင်လာတဲ့အခါဘယ်ဘာသာမှမရနိုင်တဲ့ကိုအားကိုပြီးလုံနိုင်တဲ့အခွင့်အလမ်းကိုငါရလာပြီလို့အောက်မိတယ်ဟိုတုန်းကတော့ငါဟာသူတစ်ပါးကယ်မချင်လာအောင်မျက်နှာချိုသွင်းနိုင်မှတော့ကကြမယ်ငါသူတစ်ပါးမကြိုက်တာလုံးမရင်လည်းအပြစ်ဒဏ်ခံရမှာကိုကြောက်လန့်စွာနဲ့အသက်ရှင်နေရတဲ့ဘဝခုတော့ငါဟာလွတ်လပ်သူဖြစ်ပြီးတော့ဘဝရွှေတောင်ကြီးကိုလည်းငါလှမ်းမြင်နေရပြီအဲ့ဒီရွှေတောင်ပေါ်ကိုတက်မယ်ဆိုရင်ငါ့ကိုပိတ်ပင်တားဆီးမဲ့သူလည်းမရှိဘူးငါခုံငါအားအလျောက်ငါမှာတက်နိုင်တဲ့အခွင့်အရေးလည်းရှိပြီအခွင့်အလမ်းလည်းရှိပြီဒါတွေကိုသိအောင်ငါ့ကိုရွှေတောင်တက်လမ်းပြတဲ့သူဟာမြတ်ဗုဒ္ဓပဲဒါကြောင့်ငါဟာအခုတော့ဗုဒ္ဓရဲ့အဆုံးအမကိုခံယူတတ်တဲ့ယရဏ၃ပါးကိုကိုယ်ကွယ်စကတ်ဥပဒကအစစ်ဖြစ်ခဲ့ပြီးမင်းကငါပြောခဲ့တာဆိုတော့အဲ့တော့ဆရာဒီမှာဗုဒ္ဓမြတ်စွာဘုရားရှင်သာလည်းယင်ဆရာကြီးရဲ့ဒီလမ်းပြဖြစ်ပါတယ်ဆရာကြီးရဲ့လမ်းပြဖြစ်ပါတယ်လမ်းညွှန်ဖြစ်ပါတယ်ဆိုတော့ဆရာကြီးကဒီသူ့ရဲ့အတွင်းမြင်တဲ့အချိန်ကုန်ခဲ့တဲ့အကြောင်းနဲ့ဒီအယူဝါဒတွေအကုန်လုံးကိုဘာသာပေါင်းစုံအကုန်လုံးကိုနှံ့ဆက်သိချလေ့လာပြီးကမှဆရာကြီးဦးဆန်းလင်ကဗုဒ္ဓဘာသာတည်တာလေးသူ့ရဲ့ယင်ကိုအမှန်တကယ်ညှင်းအေးစေတဲ့ဘာသာလို့သုံးသပ်ပြီးတော့အတွေးအမြင်ရခဲ့ပုံကိုတင်ပြထားတာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့လည်းပဲအခုဗုဒ္ဓဘာသာဖြစ်ရတာဟာအလွန်ကိုမှဝမ်းသာပီတိဖြစ်ဖို့ကောင်းပါတယ်ကျွန်တော်တို့ရဲ့လမ်းပြဟာဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောကြားရင်းနဲ့နေကုန်းချုပ်ပါတယ်ခင်ဗျာ